ကိုစောင့်နေတယ်တင်းကိုစောင့်နေတယ်မိတ်ဆွေတင်းကိုစောင့်နေတယ်တင်းကိုစောင့်နေတော့သူတယောက်ရှိတယ်တင်းကိုစောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်တစ်ပါးရှိတယ်တင်းပြန်လာမယ့်အချိန်ကိုစောင့်နေတော့ပုဂ္ဂိုလ်တစ်ပါးရှိတယ်အာမင်အားလုံးမင်္ဂလာပါကျွန်တော်တော်နေမှအသင်းတော်ကဆရာမျိုးလေးဖြစ်ပါလေခင်ဗျဒီနေ့ဝင်ငါခြင်းနဲ့နှုတ်ကပတ်တော်ကဒီနေ့ခရစ်စမတ်ကာလမှာခရစ်စမတ်ဆိုတာဘာလဲဆိုတော့လူသားတွေကိုဘုရားသခင်ကစောင့်နေတယ်ယေရှုကစောင့်နေတယ်ဘာလို့ဖို့စောင့်တာအပြစ်ပေးဖို့လားမဟုတ်ဘူးကျမ်းစာတစ်ချက်ကဒီလိုပြောတယ်60ခုမြောက်သောစောင့်ရမှာအကယ်စင်စစ်ဣသရေလအမျိုးကိုစောင့်တော်သူဒီငိုင်မီအိပ်ပျော်ခြင်းမရှိအာမင်ဒီနေ့ကျွန်တော်တို့ကိုစောင့်နေတယ်ဘာလို့ဖို့စောင့်နေတာလဲကောင်းကြီးပေးမလို့စောင့်နေတာဖြစ်တယ်သူကဘာလို့ဖို့စောင့်လဲဝင်လေးရပင်ပန်းတော်သူပေါင်းလို့လောကမှာဝင်လေးလေးနေတယ်နော်စားဖို့နော်စားရည်နေရည်တေးရည်အရေးတွေနဲ့ကျွန်တော်ရှောက်နေတဲ့ခါမှာဝင်လေးနေတဲ့ခါမှာဝင်လေးတော့သူပေါင်းလို့ငါထမ်းလို့လာပါငါဒီချမ်းသာပေးဖို့မလို့စောင့်နေတာအာမင်ဘာစောင့်လို့ရလဲချမ်းသာပေးဖို့စောင့်နေတာဒီနေ့လူတိုင်းမွတ်စလင်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ဟိန္ဒူပဲဖြစ်ဖြစ်တိုင်းတဲ့ဘာသာဝင်ပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်အသားဖြူဖြူမဲမဲဒီဘုရားကတင့်ကိုချမ်းသာခြင်းကိုပေးဖို့စောင့်နေတာဖြစ်တယ်အာမင်ဒါနဲ့ဒီနေ့စောင့်နေတဲ့အကြောင်းအရာလေးနဲ့ကျွန်တော်ဝင်ကားတယ်ကျွန်တော်ခေါင်းစဉ်လေးကတော့စောင့်နေတော်သူလို့ကျွန်တော်ပြီးရှင်တယ်နော်ရှင်လုကာထဲမှာအကြောင်းအရာလေးတစ်ခုရှိတယ်တားတယောက်ကဖေးကြီးအမွေယူပြီးတော့ထွက်သွားတယ်ဖေးရပေးလိုက်တယ်ဒါပေမဲ့ဖေးရနေတိုင်းတားကိုစောင့်နေတယ်အဲ့တားပြန်လာဖို့နေတိုင်းစောင့်နေတယ်ဘာစောင့်လို့တာလဲဆိုတားပြန်လာရင်အဝတ်စားတွေဝတ်ပေးမယ်ရွှေတွေပြန်ဆင်ပေးမယ်လက်စွပ်တွေပြန်ဆင်ပေးမယ်မိမိရအမွေခံသားဖြစ်တယ်ဆိုတော့ပြန်ဖြစ်မယ်ပြန်ပြောမယ်ပြီးမှအဲ့တားတော့ပွဲခံပေးမယ်အဖေတယောက်ရဲ့စောက်ရတဲ့ရည်ရွယ်ချက်ကသူ့သားကိုသူချစ်တယ်ဒါမင်းကငါသားဖြစ်တယ်မင်းကငါအမွေခံသားဖြစ်တယ်အဲ့ဒါကိုပြန်ပြပြီးတော့ပြန်ပြီးအဲ့ဗစ်တာတရားအဲ့ဂိယုနာတရားကိုပြန်ပေးခြင်းနဲ့ဖခင်တယောက်ရဲ့စောက်ခြင်းဖြစ်တယ်နော်ဒီအကြောင်းအရာလေးကိုကျွန်တော်တွေ့တဲ့အခါဒီလိုပဲတိုးပြောက်သွားတဲ့သခင်ကလည်းသူတိုးပြန်လာတဲ့အခါမှာကျွန်တော်တိုးပြောက်သွားတိုးပြန်တွေ့တယ်တိုးပြန်လာတဲ့ခါကျအဲ့တိုးလေးကိုပွတ်တက်ပြီးငါသားလေးစားမရှားရဘူးငါတိုးလေးစားမရှားရဘူးတနာပါလေဗမာသွားကြီးလည်းမချင်းလေးကိုက်ပြူစုယူရပြီးတော့အကောင်းဆုံးမျက်စိရှိရရင်မပြောက်ပြောက်ပြန်လဲထားတယ်ဂယုဆိုင်ဒါတော့လူသားတွေကဒီလိုပဲခမအိမ်မှာအခုမိခင်တွေဖခင်တွေရှိမဲ့တချို့တာသမီတွေထွက်သွားတယ်စိတ်ဆိုးပြီးတော့ပဲဖြစ်ဖြစ်ဒါပေမဲ့နိုင်ငံရဲ့ခြားပဲဖြစ်ဖြစ်တနေရာပဲဖြစ်ဖြစ်အကြောင်းမျိုးနဲ့ထွက်သွားတယ်ကတင်းနေရင်စောင့်မျှော်တယ်။အော်တခါတည်းတချို့မိဘတွေတာသမီတွေညဘက်ထွက်သွားတယ်ပြန်လာမဲ့အချိန်ဒီကိုမအိမ်မနေပဲနဲ့စောင့်နေအပေါက်ပါစောင့်နေတယ်ဒီနေ့တော်နေသူဘုရားသခင်ကလည်းတင်းပြန်လာမဲ့နေ့ကိုစောင့်နေတယ်တင်းနောင်တနဲ့တကယ်ကိုရောဖျားဖြစ်တယ်ယေရှုသားလည်းဖျားဖြစ်တယ်ယေရှုကဖျားဖြစ်တယ်ကျွန်တော်စောင့်တယ်ယေရှုကစောင့်နေတယ်တင်းဘေးနာတင်းကိုကြီးစောင့်ငါသားတင်းကိုမားတယ်လို့လည်းလမ်းမပြောက်တင်းလေလမ်းမားတယ်လို့လည်းအသေးတာမဆုံးမဘူးတင်းကိုစောင့်တင်းနောင်တနဲ့ပြန်လဲလာမယ့်နေ့ကိုစောင့်လိုပဲပြောက်တော်သားကဖေးစီကအမွေယူပြီးထွက်သွားတဲ့ခါမှာလေဟာဒီကောင်တုံးဖြုံးမင်းမမေတုံးဖြုံးကြိုက်တယ်လို့ပြက်စီမင်းကိုစောင့်နေတဲ့အဖေရှိတယ်ပြန်လာပါငါသားပြန်လာပြီးအော်နွားစာနွားစခွတ်မှာအစာရီစားနောင်ထားရတယ်ငါအဖေအိမ်မှာဆိုလို့ရှိရင်ကျုံနေတော့မှဒီလိုမျိုးမစားရအဲ့တော့ငါအဖေအိမ်ငါပြန်မယ်နောက်ဆုံးကျုံနေရထားတော့ငါပြန်မယ်ဆိုပြီးတော့ပြန်လာတဲ့ခြေလမ်းတွေကဒီနေ့တင်တဲ့အဖို့ကျွန်တော်နဲ့ကိုဘုရားစကားပြောနေတာဖြစ်တယ်ပြန်လာဖို့သူဖခင်ကတားကိုစောက်ပြီးတော့မျောပြီးစောက်မျောနေတယ်စောက်မျောနေတဲ့အချိန်မှာတားကပြန်လဲလောက်တားဆိုပြီးတော့ပွေးဖတ်ပြီးတော့နန်းရှုပ်ပြီးတော့ပွေးပိုက်နန်းရှုပ်ပြီးတော့
အဝတ်လဲပေးတယ်ရေချိုးပေးတယ်စီလိမ့်ပေးတယ်ရွှေတစားတွေပြန်ဆင်းတယ်လက်စွပ်တွေပြန်ဝတ်ပေးတယ်လက်စွပ်ဆိုတာအခွင့်အာဏာပေါ့နော်အခွင့်အာဏာတွေပြန်ပေးတယ်မင်းကငါသားပဲငါသားနေရာမှာပဲမင်းရှိနေရမယ်ပွဲကိုခံပြီးတယ်ဖခင်တယောက်ဖြစ်တယ်ဒါတော့လူသားဖခင်ရဲ့အဟာကိုတခင်ယေရှုဥပမာပေးပြီးတော့ဒီအကြောင်းအရာလေးဝင်ငှထားတယ်ဒါကြောင့်ကျွန်တော်ဘဝမှာလည်းမိမိဖခင်ယုံကြည်သူဖြစ်တယ်မွေးကြတဲ့ခရစ်ယာန်လည်းဖြစ်တယ်ခရစ်ယာန်မဟုတ်တော့သူများလည်းတင်ယေရှုဖခင်တင်ကိုဘလောက်မိုက်တင်ဘလောက်ဆိုးတင်အပြစ်နဲ့အယမ်းများပါတယ်ဒါပေမဲ့နောင်တနဲ့တင်ပြန်လာမယ့်နေ့ကိုစောင့်မျှော်နေတဲ့ဖခင်ရှိဖြစ်တယ်စောင့်နေတဲ့လောကမှာကိုစောင့်နေတော့သူတယောက်ရှိတယ်မိတ်ဆွေတင်ဘလောက်ဆိုတင်ကိုစောင့်နေတဲ့သူရှိတယ်တင်မိုင်းနေမိဘမဲ့ပြပြအပြစ်ဘလောက်ပဲများဘာလို့ပဲလို့ပြည့်စားပဲပြတင်မွေးစေဝါချူချူနဲ့မှာပဲရှိတင်ကိုအနီးကစောင့်နေတော့သူရှိတယ်အဲ့ဒါကသခင်ယေရှုဖခင်ဖြစ်တယ်ဒီလမှာရှေ့လမှာဆိုခရစ်စမတ်ရောက်တော့ခရစ်စမတ်ဆိုတာကလူသားတွေကိုအပြစ်မှကယ်ချုပ်ဖို့အတွက်ဒီလောကကိုကြွလာကယ်ချုပ်ပေးသွားပြီအဲ့သူကယ်လွတ်ပေးသွားတဲ့ဟာကိုသူကပေးပြီးသွားပြီလုံပေးသွားတဲ့အရာကိုနောင်တနဲ့ပြန်ရပြီးတော့ခရစ်တော်ထံကိုလှည့်လာဖို့အတွက်ဒီနေ့ယေရှုကတင့်ကိုစောင့်နေတယ်မိတ်ဆွေအာမင်စောင့်နေတယ်တင့်ကိုကြည်ငါတာလီပဲချင်းပြန်လာငါသမီးငါထံပဲချင်းပြန်လာမလဲငါသားမင်းငါချင်းငါထံပဲချင်းပြန်လာမလဲမင်းပင်မနေပြီလားမင်းဝင်လေးနေပြီလားလာပါငါထံလာပါငါဒီချမ်းသာပေးခြင်းလို့မင်းကိုစောင့်နေတယ်ထို့သူဒီတကားရှိမှရက်ခောက်ပြီးစောင့်နေတယ်ငါသားမင်းလာပါတကားကိုခောက်နေတယ်ရက်ပြီးတော့စောင့်ပြီးတကားကိုခောက်တင်းစိတ်နှလုံးသားများတကားကိုဖွင့်ပြီးတော့ဖခင်ကိုလက်ခံမှုဒီနေ့အားပေးခြင်းတာဖြစ်ပါတယ်ဒီနေ့စောင့်နေတော်သူတဲ့နာမရှိတယ်တင်းစောင့်ကြည့်နေတယ်ဘယ်လိုစောင့်နေရလဲအကယ်စင်စစ်ဣသရေလလူမျိုးကိုစောက်တော်ဖခင်ရှင်သည်တဲ့ငိုင်မီအိပ်ပျော်ခြင်းမရှိအကယ်စင်စစ်ယုံကြည်သူမယုံကြည်သူလူသားတွေကိုစောင့်နေတော်ဖခင်ရှင်သည်ငိုင်မီအိပ်ပျော်ခြင်းမရှိတင်ပြန်လာမယ့်အချိန်မအိပ်ဘူးစောင့်တင်မိဘတော်မတင်မအိပ်ပဲစောင့်သူဘလောက်အားနာလဲနော်ဟာမိဘတော်မအိပ်သေးရလဲတောက်ဒီချိန်ဒီဘာလို့စောင့်တာလဲဒီနေ့ဖခင်သခင်ကငိုက်တော်မငိုက်တင်ပြန်လာမယ့်အချိန်ကိုအဆိုင်မမှန်စောင့်နေတော့ဖခင်ရှင်တယ်ဒီနေ့တင်နေကျွန်တော်လည်းကိုးကွယ်တဲ့ယေရှုဖခင်ရှင်ဖြစ်တယ်ဆိုတာလေးကိုအနေငယ်စောင့်နေတော့သူဆိုတဲ့နှုတ်ကပတ်တော်လေးနဲ့အားပေးကြပါမယ်အားလုံး God bless you ဖခင်ရှင်ကောင်းချီးပေးပါစေ